ကိုမှမထောက်ဒီလေးမဲတဲ့ငါစင်းရှင်းငါသစ္စာမဟုတ်ဘူးငါအစိုးရကိုမိုးညိုရဲ့လူပဲငါအဖွဲပေါ်မှာသစ္စာရှိတာယူရုံမှာငါတို့ရှိနေသေးတော့ဒီအောင်မတိလို့မရဘူးအဲ့ဒါဆိုရင်လည်းမင်းတို့ရှင်းပြဖို့ပဲရှိတယ်မင်းတို့တိုင်းပညာငါသင်ပေးခဲ့တာမင်းတို့ကငါရဲ့စိတ်ပဲမဟုတ်မင်းနိုင်နေဆိုလဲငါတို့တဲ့တက်လာဒါပေမဲ့မင်းဆရာကြီးကတော့ခွင့်လို့မှာမဟုတ်ခွင့်မလို့တော့ငါကယူဆိုင်ဦးမင်းဆက်ကတိုင်းပညာဘလောက်ကောင်းကောင်းသူ့တပည့်တွေထဲမှာအရေးချင်းရှိတဲ့လူမရှိပါဘူးကဲငါအခုရွာထဲဝင်ပြီဦးမင်းဆက်ကတပည့်တွေထဲမှာငါနဲ့လက်ရုံးရေးတူတဲ့သူဘသူရှိတယ်လဲငါကြံသေးတယ်ဦးကမင်းမသိဘူးနော်မင်းပို့တဲ့မြစ်တာကြီးငါခုချိန်ထိအသက်ရှင်နေတယ်မင်းတော်အသက်ပြင်းနေကောင်အေးမင်းဒီတစ်ခါပဲပြီလို့တတ်မှတ်လိုက်တော့မင်းငါ့ကိုတက်ချင်တယ်ဆိုရင်အရင်တော့မလွယ်တော့တော်တော်ကြိုးစားတယ်မင်းကငါ့ကိုစိတ်ခေါ်ရရမင်းမှာဘာအစွမ်းစားတွေရှိလာလဲဆိုကြည့်ရတယ်ဟဲ့အကောင်ရှင်းလန်းကွာ